ဗီဒီယိုဖိုင်တစ်ဖိုင်ကြောင့်ပြန်တွဲနေပြီလို့ထင်ကြေးပေးခံနေရတဲ့ဖွေးဖွေးနဲ့အောင်ရဲလင်းအင်တာနက်ပေါ်မှာထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကြောင့်ပြန်တွဲနေကြပြီလို့ထင်ကြေးပေးခံနေရတာကတော့တရုတ်ဆောင်မင်းသားအောင်ရဲလင်းနဲ့ဖွေးဖွေးတို့စုံတွဲပါဖွေးဖွေးနဲ့အောင်ရဲလင်းတို့ဟာမြန်မာဝတ်စုံလေးနဲ့အတူတူရွှေတကုံဖျားပေါ်မှာရေတပ်ပင်နေကြတာဖြစ်ပါတယ်။ဒါကြောင့်လေပရိသတ်တွေကတော့ဖွေးဖွေးနဲ့အောင်ရဲလင်းတို့စုံတွဲကိုပြန်တွဲစေချင်ကြတာပါ။ဖွေးဖွေးနဲ့အောင်ရဲလင်းတို့ဟာနုပညာလောကမှာတွဲဖက်ညီညီတရုတ်ဆောင်နိုင်ခဲ့တယ်လို့ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။အောင်ရဲလင်းနဲ့ဖွေးဖွေးတို့ဟာပရိသတ်တွေကိုအတိမပေးပဲ၄နှစ်လောက်အထိချစ်သူတွေဖြစ်ခဲ့ကြတယ်လို့သိရတာပါ။နောက်ပိုင်းမှာတော့လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။အခုအချိန်မှာတော့ဖွေးဖွေးရောအောင်ရဲလင်းမှာအနုပညာလှုပ်ရှားမှုတွေကိုစီဆက်လုပ်နေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့နှစ်ယောက်ဟာတကူတကစကားတူတူရိုက်တာတွဲတာမျိုးတော့မရှိခဲ့ပါဘူး။ဒါပေမဲ့လည်းတိုက်ဆိုင်တာတခုကဖွေးဖွေးရောအောင်ရဲလင်းမှာနှစ်ယောက်စလုံးစင်ကေဘဝမှာပဲရှိနေတာပါ။အခုရက်ပိုင်းထဲမှာတော့ဖွေးဖွေးနဲ့အောင်ရဲလင်းတို့ကိုမြန်မာဝတ်စုံတွေနဲ့တွေ့လာရတာပါ။သူတို့နှစ်ယောက်ဟာစကားကြီးတကားရိုက်ကူးဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ပရိသတ်တွေကတော့ဖွေးဖွေးနဲ့အောင်ရဲလင်းတို့ကိုပြန်လဲတွဲစီချင်နေကြတာပါ။ဒါပြင်တစ်ချိန်လုံးကအချစ်ဦးဖြစ်ခဲ့တဲ့ဖွေးဖွေးနဲ့အောင်ရဲလင်းတို့ကိုပြန်တွဲစီချင်နေကြတာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဖွေးဖွေးနဲ့အောင်ရဲလင်းကိုပြန်တွဲစီချင်ကြသလားဆိုတာပြောသွားကြပါအောင်ရှင်။